ကျွန်တော်ရဲ့နောက်မှာရှိတဲ့အဆောက်အဦကတိုကျိုမှာရှိတဲ့ဂျပန်ရဲ့လူဝင်မှုကြီးကြပ်ရေးရုံးအဆောက်အဦပေါ့နော်ဒီနေ့ကျွန်တော်ဒီနေထိုင်ခွက်ကတ်ဒီဇိုင်လျူကတ်ပေါ့နော်ဂျပန်လို့ဆိုဇိုင်လျူကတ်တတန်းကုန်လို့ဆိုရင်မှတတန်းတိုးထားတာကိုကျွန်တော်လာထုတ်တာဖြစ်ပါတယ်ဒီမှာကျွန်တော်ပြောတရားလေးတွေရှိလို့ပေါ့ကျွန်တော်မှအခုဆိုရင်တကယ်ဆိုရင်ကျွန်တော် passport မရှိနေဘူးကျွန်တော်ကဒီစစ်တပ်ကနေပြီးတော့အာဏာသိမ်းတာကိုလက်မခံဘူးမထောက်ခံဘူးပြီးတော့စစ်တပ်ကိုကျွန်တော်အခွန်မဆောင်ခြင်းတဲ့အတွက်ကြောင့်ကျွန်တော် passport တက်တန်းတိုးမထားပါဘူးဒါပေမဲ့ကျွန်တော်ဇိုင်လူကတက်တန်းသွားတိုးတဲ့အခါမှာကျွန်တော်ဇိုင်လူကတက်တန်းတိုးခွင့်ရခဲ့တယ်ဒါပေမဲ့သူတို့မေးတာတခုရှိတော့ပေါ့မင်း passport တက်တန်းကကုန်နေပြီတဲ့ဘာလို့တက်တန်းမတိုးတာလဲဆိုပြီးမှဒီလိုလေးတော့မေးတယ်ကျွန်တော်ကပြောလိုက်တယ်ငါကဒီမြန်မာနိုင်ငံမှာအာဏာသိမ်းတဲ့ဖြစ်စဉ်ကိုငါမထောက်ခံဘူးစစ်တပ်ကိုငါမထောက်ခံဘူးဒီအတွက်ကြောင့်ငါ passport တက်တန်းမတိုးပါဘူးဆိုပြီးတော့ဒီလိုလေး reason တော့ပေးခဲ့ရတယ်ဘာမှထူးပြောကြမလို့ဒါလေးပဲပြောပြီးတော့ကျွန်တော်ပြီးပါပါတော့ပြောချင်တာကကျန်တဲ့ထိုင်းတို့မလေးတို့ဆိုတဲ့နေရာတွေမှာတော့ကျွန်တော်မသိဘူးနိုင်ငံလိုက်ဒီဘယ်လိုပြောမလဲနေတိုင်းကွက်တက်တန်းတိုးတာတော့ဘာလို့ဆိုတာကလောက်ရတာကွဲပြားမှုလေးရှိတယ်ပေါ့နော်ပြောချင်တာကကျွန်တော်အခုရောက်နေတဲ့ဂျပန်နိုင်ငံမှာဆိုလို့ရှိရင်နေထိုင်ကွက်တက်တန်းလေးနေထိုင်ကွက်ကလေးရဖို့အတွက် ਨੇ passport တက်တန်းတိုးစရာမလိုဘူးဆိုတာကိုကျွန်တော်ကပြောချင်တာဖြစ်ပါတယ်ဘောမကျင်လို့စစ်တပ်ကိုအခွင့်ဆောင်ကျင်လို့passport ငါတို့ကတော့ passport တက်တန်းတိုးမယ်လို့ဆိုရင်တော့ဒါခင်ဗျားတို့သဘောပဲပေါ့နော်ပြောချင်တာကဒီ passport နေထိုင်ခွင့်ဂျပန်မှာဆက်လက်ပြီးတော့နေထိုင်ခွင့်ရကျင်လို့ဂျပန်မှာဆက်ပြီးတော့လှုပ်ချင်လို့ဆိုတဲ့အကြောင်းပြချက်တက်တယ်လေးအတွင်းနဲ့တော့ passport တက်တန်းတိုးပြီးတော့စစ်တပ်ကိုအခွင့်အရေးဆောင်ပြီးတော့ဘောမစရာမလိုပါဘူးဆိုတော့ကျွန်တော်ကပြောချင်တာဖြစ်ပါတယ်ဒါပေမဲ့တခုတော့ရှိရပါတော့ဒါတော့ပုံမှန်ပါပဲဟိုထွားမမဟုတ်ပါဘူးသူ့နိုင်ငံမှာနေမယ်ဆိုတော့သူတို့ရဲ့တတ်မှတ်ထားတဲ့စီမင်းစည်းကမ်းဘောင်ထဲမှာကျွန်တော်တို့ကောင်းကောင်းမွန်နေမယ်သူတို့တတ်မှတ်ထားတဲ့အခွင့်အရေးကိုဆောင်မယ်ဆိုလို့ရှိရင်ဒီဇိုင်လူကတက်တန်းနေထိုင်ခွင့်တက်တန်းတိုးပြီးတော့ဂျပန်မှာဘာအခက်အခဲမရှိလုံးနိုင်တယ်ဆိုတော့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ passport တက်တန်းမရှိဘဲနဲ့ passport တက်တန်းမတိုးဘဲနဲ့ကျွန်တော်ဇိုင်လူကတက်တန်းတိုးနိုင်ခဲ့ပါတယ်ဆိုတာလေးကိုပြပြဖြစ်ပါတယ်